ခြားသွားချင်လို့လားပတ်စံရှိသွားလို့ရတယ်ပတ်စံမရှိသွားလို့မရရှင်းရှင်းလေးပဲဟုတ်တယ်မလားတကယ်ပြန်စဉ်းစားကြည့်အောင်နော်တကယ်မှန်တယ်နော်ပတ်စံရှိမှသွားလို့ရမှာတချို့ဆိုရင်နိုင်ငံခြားမှာသွားပြီးတော့အလုပ်လုပ်ဖို့အတွက်ကို flight ticket က visa fee အစားဟိုမှာအလုပ်ရဖို့အတွက်နေဖို့စားဖို့ပတ်စံလုံးဝမရှိသေးဘူးလက်ထက်မှာသွားခြင်းနဲ့စိတ်ပဲရှိတာဆိုတော့အရင်ဆုံးကိုကငွေကြေးတက်နိုင်ပြီလားပထမတစ်ချက်ချီးပြီးတော့သွားမှာလားကိုယ့်စီမှာစုထားတဲ့ငွေနဲ့သွားမှာလားဒါပထမတစ်ချက်ပေါ့နော်ဒုတိယတစ်ချက်ကပါလဲဆိုတော့ကိုအစင်သင့်ဖြစ်ပြီလားအစင်သင့်ဖြစ်ပြီလားဆိုတဲ့နေရာမှာ language အဓိက English ကောင်းမှနော်အနည်းဆုံးတော့ fluence ဖြစ်အောင်ပြောနိုင်မှကျွန်တော်တို့သွားလို့ရမှာပြင်ဆင်ပြီးပြီလားအဲ့အတွက်အခြေခံအတွက်ပြီးတော့နံပါတ်3အချက်ဘယ် career ထဲကိုသွားမှာလဲဘယ်နိုင်ငံကိုသွားမှာလဲလေ့လာပါလေ့လာမှကျွန်တော်တို့ကသွားလို့ရမှာအဲ့လိုမဟုတ်ဘဲနဲ့ဘာမှလည်းမလေ့လာသူများဒူဘိုင်းဆိုကိုကဘိုင်းလိုက်တာပဲသူများစင်ကာပူဆိုကပူလိုက်တာပဲအဲ့လိုမျိုးဆိုအဆင်မပြေဘူးဆိုတော့ကိုအဓိကကိုဘာကျွမ်းကျင်လဲငါနဲ့အဆင်ပြေမဲ့အလုပ်တွေအဲ့မှာရှိနိုင်လားအဲ့နိုင်ငံမှာရှိနိုင်လားအဲ့နိုင်ငံရဲ့ policy တွေကဘာလဲအရင်ဆုံးကိုလေ့လာအောင်သူများသွားဆိုရင်သူအဆင်ပြေငါသွားမယ်သူအဆင်ပြေတိုင်းကိုအဆင်ပြေချင်မှပြေမှာအဲ့တစ်ချက်ကိုကောင်းတယ်မှာအများရမှတ်ထားမြန်မာလူတွေကကျွန်တော်ငါတို့နိုင်ငံအခြေအနေသူတို့တွေဖြစ်နေလို့သွားရမယ်ဘာညာဆိုပြီးဇွတ်ထွက်သွားတာဟိုရောက်တော့ဘာဖြစ်လဲအများကြီးဒုက္ခရောက်တယ်ဘာလို့ဆိုအေးကိုယ်တိုင်လည်းသွားနေရဖြစ်တဲ့အတွက်ကြောင့်မလို့မြင်နေကြားနေရတာတွေကအဆင်ပြေတဲ့လူက 20% ပဲရှိတယ်အဆင်မပြေတဲ့လူတွေက80%လောက်ရှိတယ်နော်အလုပ်ရပြီးအဆင်မပြေတဲ့လူတွေတောင်ရှိတယ်လုပ်ငန်းရှင်တွေကကောင်းမွန်ဖြတ်တာနဲ့ပတ်စံမပေးတာနဲ့သိရမလားလုပ်ငန်းရှင်တွေကလည်းကို့အလုပ်ရှင်ကလည်းကို့ပေါ်မှာသိရမလားအဆင်မပြေနေတဲ့အရာတွေအများကြီးပဲနောက်တစ်ချက်ကဘာလဲဆိုတော့ဘလောက်ထိကြအဲ့မှာနေမှာလဲဥပမာကိုကဘလောက်ထိကြအလုပ်လုပ်နေတခုပြီးတခုအလုပ်ပြောင်းနေမလားအဲ့ဒါဆိုလည်းအဆင်မပြေဘူးပေါ့နောက်ဆုံးချက်ကဘာလဲဆိုတော့တီးခံရမှာတီးမခံနိုင်ဘဲနဲ့ကျမတို့တွေကသူများစီမှာအလုပ်လုပ်ဖို့ကဘယ်လိုပြောမလဲတီးခံတဲ့စိတ်အပြည့်ရှိနေမှာပဲအဲ့နိုင်ငံမှာကြာနေနိုင်မှာကိုယ့်နိုင်ငံမှာဆိုရင်တော့ကိုမြန်မာချင်းချင်းဖြစ်တဲ့အတွက်ကျွန်တော်မြန်မာတွေကသိရမလားအနေနဲ့အများတော့ရိုင်းမင်းကူညီချင်တဲ့စိတ်ရှိတယ်တင်ပေးချင်တဲ့စိတ်ရှိတယ်ဒါပေမဲ့သူများနိုင်ငံမှာအဲ့လိုမဟုတ်ဘူးနေ့လုံးနေလို့မသိဘူးလားမပြောနဲ့ဒါနိကိစ္စပဲဘာမှ reason တွေဘာမှတော့ပြလို့မရဘူးနော် international နဲ့ level တန်းပြီးအလုပ်လုပ်နေတဲ့လူတွေကသူတို့တော့မအားဘူးဆိုတော့ပြောချင်တာကပြောချင်တာပေါ့နော်တီးခံတဲ့စိတ်တော့အပြည့်ရှိရမယ်တီးခံတဲ့စိတ်အပြည့်မွေးသွားနော်ပြီးနောက်တစ်ခုဟိုမှာရောက်သွားပြီးထားပါအောင်ဒါဆိုရင်အလုပ်လုပ်ဖို့လာတာလေပတ်စံရှာဖို့လာတာအဲ့အရာကိုရင် focus တာယောက်ျားရှာဖို့မိန်းမရှာဖို့လာတာမဟုတ်ဘူးနော်အောင်ဆုံးတစ်ချက်ကယောက်ျားရှာဖို့မိန်းမရှာဖို့အတွက်နိုင်ငံခြားကိုသွားတာမဟုတ်ဘူးကိုမိဘတွေကိုကိုဒီမာနေပြီးတော့ဘလို့အဆင်ပြေအလုပ်လုပ်နိုင်ကြအောင်ကိုယ့်ရဲ့ career ကိုကောင်းမွန်အောင်အရင်လုပ်ဖို့အတွက်ကိုကသွားတာရီးစားရှာဖို့အချစ်ကိုမွန်ထူပြီးတော့ဘယ်လိုပြောမလဲပေါ်လက်တွဲဖို့ရှာဖို့သွားတာမဟုတ်ဘူးအဲ့ဒါနောက်မှကိုအဆင်ပြေလာပြီဆိုရင်ရှာကြိုက်တဲ့လောက်ရှာအချစ်ဆိုအမြဲတမ်းရှင်တန်နေရနော်ကိုအောင်မြင်လေကိုဘေးနားမှာအောင်မြင်တဲ့လူတွေကပတ်လေဝိုင်းနေလေပဲနော်ကိုက level နဲ့အဆင့်ဆို level နဲ့အဆင့်ကလူတွေလာမှာကိုက level မြင့်တဲ့အဆင့်ရောက်လေကိုဘေးနားမှာ level မြင့်တဲ့အဆင့်လာချင်းကြတဲ့လူတွေကများလေပဲအဲ့ဒါအမြဲတမ်းကောင်းနေမှာမှတ်ထားကျွန်တော်မြန်မာလူမျိုးတွေအခုဆိုရင်ဒီဘက်မှာအများကြီးပဲရောက်တာဖြစ်တဲ့နေ့မပြည့်သေးဘူးဟိုကာမလေးနဲ့ယူသွားရတာနဲ့တွဲသွားရတာနဲ့ကာမလေးဇရာတွေပေါ့အများကြီးပေါ့ဆိုတော့နိုင်ငံခြားသားဆိုပေမဲ့လည်းတွားပြီးတော့အထင်မကြီးနဲ့နော်ကိုအရန် value ပဲဖြစ်အောင်လေကိုတန်ဖိုးရှိအောင်လေကိုတန်ဖိုးကိုတီးကိုဘာကြောင့်လာလဲဆိုတဲ့ရည်ရွယ်ချက်ကိုလုံးဝမပြောင်းစေနဲ့နော်ကျန်တဲ့အရာတွေကိုနောက်မှရှာအဲ့အရာလေးကိုအေးအနေနဲ့ပေါ့နော်sharing လေးလုပ်ပေးချင်တယ်တချို့တွေကကျတော့တော်တော်များများကလာဖို့ပဲစိတ်သားထက်တန်တာဘာမှမပြင်စင်တာအလုပ်ကိုလည်းထွက်လိုက်တယ်အရင်ဆုံးပြရမလားပတ်စံတွေကတော့ပတ်စံရှိရငါလုပ်လာမယ်ဒါပေမဲ့ဘယ်လိုပြောမလဲဘာမှမပြင်ဆင်တာပြင်ဆင်ဖို့အရင်ရေးကြည့်တယ်ကျွန်တော်တို့ခရီးတစ်ခုသွားမယ်ဆိုရင်သွားတိုက်တန်သွားတိုက်စေးဟုတ်တယ်မလား makeup ကို accessory ပြင်ဆင်တယ်လို့ပေါ့ဟုတ်တယ်မလားဒီခရီးမှာသုံးဖို့အတွက်ဆိုကိုယ့်ရဲ့ life အတွက်ကိုက changes လုပ်ပြီဆိုရင်ဒီလိုပဲဘာတွေပြင်ဆင်ပြီးပြီလဲအဲ့ဒီအရာကိုအရင်စဉ်းစားပါလို့အနေနဲ့ဒီနေရာလေးကနေ sharing လေးလုပ်ပေးလိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်